အခုဒီမင်းတို့ရဲ့ဆရာနဲ့ဆရာမလမ်းမြောင်နဲ့ဣဇာမဘုရားသားသမီးတွေလို့ပြောငါ့ကိုသူတို့အဖေတို့ပဲအဲ့တော့ဒီမင်းတို့ကြောင့်ငါပြောမင်္ဂဆရာစာပေဟောပြောရည်ပြောတဲ့တို့မှာလည်းဆရာတို့ဒါပေမဲ့ဒီလိုပွဲမျိုးသိမပြောဘူးပါဠိဘာသာရေးဆိုင်ရာဟောပြောပြီးတော့ပြောတော့ဒါပေမဲ့ဒီလိုပွဲမျိုးသိမပြောဘူးအဲ့တော့မင်းတို့ဆရာမကချစ်တဲ့ခါကျတော့ဘိုးတော်ကပုံနေပိုင်းကပြန်ချစ်တယ်အဲ့တော့ငါပုံကိုကြည့်လိုက်လို့ရှိရင်ဈေးမစားမီပုံပေါ့နောက်ကပုံကြည့်လိုက်ရင်ဈေးစားပြီးပုံဖြစ်ဟုတ်လားဒီကားကိုကြည့်လိုက်အဲ့လိုဖြစ်သွားတယ်ငါပုံနဲ့အဲ့ပုံကတော်တော်တော့ငါပုံကဈေးမစားမီပုံပုံကဈေးစားပြီးပုံဖြစ်သွားအဲ့ထားလိုက်တို့ဒီနေ့ပြောမှာမင်းတို့မကြုံဘူးတဲ့ပွဲမျိုးဖြစ်တဲ့ကြောင့်မင်းတို့မကြားဘူးတဲ့စကားလေးမင်းတို့ရဲ့သာမေးပွဲနဲ့ဆိုင်ပါလို့သာမေးပွဲအတွက်ပစုံတရားအထောက်အကူလေးပဲလို့အာမမတော့ဘဝအတွက်တော့အဲဘဝအတွက်အထောက်အကူပြုတဲ့ဥစ္စာကိုသိချမှတ်ထားရင်စာရင်းစာကုန်မှာသိကောင်းတယ်သူများပေးတဲ့ဥစ္စာကိုကြက်တဲ့စာရင်းစာကုန်မဟုတ်ဘဲနဲ့ကိုယ်ကိုယ်တိုင်ကဖြည့်နေတဲ့စာရင်းစာကုန်တွေထွက်လာအဲ့ဒါမင်းတို့ဟာစာရင်းစာကုန်အတွက်အထောက်အကူဖြစ်နိုင်တော့လည်းပဲတို့ဘဝအတွက်ဆိုတော့မှတ်သားလို့သူကောင်းတယ်နားလေနော်ခိုင်ခါကြတော့အမီးလေးမတ်တဲ့ဟာမသိဘဝမှာရဲဝံမတ်တဲ့ရောပွဲလေမှာမတ်တဲ့ရတော့ပြောမှဆိုရင်အဲ့ဒီပြောမှဆိုရင်လည်းတတိကိုခုနေရတယ်အမီးအသက်ဘယ်လောက်ရှိဆက်ကောအဲ့ဒီဆက်ကောနဲ့ဆရာ83နှစ်ရှိအဲ့ဒီအသက်ဆိုရင်ဒီကိစ္စတို့ကအဒီပဲနည်းနည်းပဲရှင်လန်းနေတဲ့ဥစ္စာကိုအသက်တော့ဟောအသက်ပဲသိရှိအင်္ဂလိပ်မှာကျတော့ life and age ဟုတ်လား life ဆိုတာဘာလဲ life ဆိုတာ life ဟုတ်လား life ဆိုတာအသက်ကိုလည်း life ဟုတ်တယ်ပါ age ဆိုတော့မင်းအသက်ဘယ်လောက်ရှိ age ဟုတ်တယ်ပါအဲ့တော့ဗမာမှာတော့အသက်အမျိုးလေးနဲ့ဘယ်တော့ရှင်သန်းနေတဲ့ heart beat ရောနှလုံးတွေပါလေခုံးတာလည်းအသက်ခေါ်တယ်